ရှိလို့ရှိရင်ကြွက်ဖြူတို့ကောက်ကွေးတို့ထိန်လင်းတို့ကောင်းတယ်ပြီးတော့နံပါတ်10လေးလည်းကောင်းတယ်ဘူးတို့မှာဆိုလို့ရှိရင်နမ်စားတို့ကောင်းတော့ဗျနမ်စားတို့ပညာတို့ကောင်းတယ်ကြိုက်မြော်တသိန်းလုံးကောင်းတော့ဗျညီတော့ကြိုက်မြော်ကြတော့တသိန်းလုံးကြိုက်ထူလည်းအဲ့လိုပဲတသိန်းလုံးကောင်းတယ်ဒါပေမဲ့ဂိုးသမားတွေတော့နည်းနည်းလို့တာပေါ့ဒီနေ့မှာကျွန်တော်နံပါတ်6လေးတို့ကောင်းတယ်ချက်လီတို့ကောင်းတယ်ရှေးမှာဆိုတော့10တို့ကောင်းတယ်ရေးမှာအဲ့လို10ခြေကောင်းမပြနိုင်ဘူး10နည်းနည်းဝီးတဲ့အချိန်မှာပြီးသွားတာပေါ့ရှေးက96ကမင်္ဂလာပါဝေကစားကြရင်ဖြည်းဖြည်းနဲ့ပြီးဆုံးမှုနီးကပ်လာတဲ့အချိန်မှာပဲဘူးတုံတင်ရတော့3ကိုတကူဆိုတဲ့ရလက်နဲ့ပြပြတတနိုင်ယူထားတယ်ညကိုကြီးအင်ကြီးရတာကိုကြီးကိုကြီးပရိုအိတ်ထရိုးတယ်လူလိုက်နေဘလူလွဲ့တယ်ငါရ6လောက်ဒီဆိုင်ရဟာတယ်ဘုံတော့ဒီကြားနေတယ်ဩပလီယာဘာရှင်းမလားဟုတ်ကောနာ3-1ဆိုရရလဲစုပြီးမဲ့လေဗျာအပေါင်ကသူတို့ရဲ့ဟိုအဓိကကစားသမားတွေတော့သူတို့လူစားမလဲရဲသေးဘူးဗျအခု30လေးဆိုနာသွားပြီဂိုးသမားလည်းနာနေပြီဂိုးသမားကနောက်ထပ်အချိန်တော့ထပ်ဆောက်မိမယ်ဆိုလို့ရှိရင်တော့ဂိုးသမားနောက်ပွဲကျနည်းနည်းလေးချိန်နေမကောင်းနိုင်ဘူးဗျကျွေးကြကျွေးမြာအဲ့ဒီဂိုးသားဂိုးဝိုင်းတော့ဦးဆောင်နိုင်ကြိုးစားအောင်လားအခါလေးကြိုင်ပေါ့ဒါကြောင့်ဒီဦးဆောင်နိုင်ဒီများတော့မလဲညီလေးတို့ကဦးဆောင်ရမယ်လို့ရောဦးဆောင်နိုင်ဒီလိုမှာဟိုကလားတယောက်လောက်ပဲကိုလည်းကိုကြည့်ရှိအဲ့တော့ညီလေးက over လက်တက်ပြီးတော့လုံးဝ support ပေး over လက်တက် support ပေးနေတော့ပြန်ဆင်းအဲ့လိုပုံစံမင်းတင်းမှာမင်းတိုင်လေတာနဲ့ခွေထစ်တယ်သလားမင်းတိုင်မလေအောင်ကြိုးတာဟုတ်အနောက်မှာလိုက်ဖို့ဒီလိုရှိရင်းနာလို့မရဥက္ကမူကပဲတင်းနေဗျဥက္ကမူကကျွန်တော်နဲ့လူနာမည်နဲ့မတွေ့ဘူးဗျဟောအေယော်ဒီလားအေယော်ရပေါက်ပါလေကျွန်တော်ပြောတာယုံနေအဲ့လိုဖြစ်တော့ကောင်းတော့ဗျာကျွန်တော်မောနေရတယ်ကျွန်တော်တို့အများကြီးမမျှော်လင့်ရဘူးဗျကာလာဝင်ချင်းနဲ့လက်ရှိကျွန်တော်တို့မော်နေတာနည်းနည်းလေးအာရုံနေတယ်ဗျဆိုတော့ပရိသတ်အားနဲ့ကျွေလေးကိုပဲအကူရမှာပေါ့နော်ပြန်ဝင်လေအားလည်းနာနေတယ်အစယ်လည်းနာနေတယ်ဂိုးသမားလည်းနာနေတယ်ဒီကလုံးလဲကောင်းတယ်ကွာ AOD ကန်လိုက်တဲ့ပုံစံမျိုးပဲဟုတ်လားအတင်းတယောက်နာနေတယ်အမှ pressure တန်းလာတာပဲဒီလို pressure တန်းလာတာပဲချိန်ဘူးတော့မရောက်သေးဘူး9မိနစ်လောက်တော့ချက်မယ်ဗျာအဲ့ဒီ9မိနစ်မှာတော့တစ်ချက်တော့နေကြားမယ်တာ9မိနစ်မှာတော့တစ်ချက်တော့AOD တော့နာနေနိုင်တော့နိုင်ဟိုရေးပွဲလူပဲဗျာသိရလားရေးပွဲလူပဲအဲ့ဒီပြီးရနာနီးတွေကအပေါင်တော့တော်တော်လေးဒုက္ခရောက်နေတယ်အပေါင်ပြီးရနာနီးလို့ဟောဖြစ်နေတယ်ဇုံလဲကောင်းပါလေဒါပေမဲ့တထုံမားလည်းနည်းနည်းဗျာသူတို့တင်းနေသူတို့ခရက်လေးရှိတော့လေကျွန်တော်နည်းနည်းစိတ်ပူတာပေါ့နော်တထုံတင်းကို